ကိုကျော်ကြီးလည်းကားကျင်တာဒါနဲ့ကင်မရာထောင်ပေးမှလို့မရှိဘူးတရားတယ်ပြည့်တရားတယ်ပြည့်မင်းကလေးကြတော့ကျွန်တော်တစ်ချက်ပြပေးမယ်နော်မင်းကလေးကြတော့သူကအလှပြင်တာရော dressing ရောအပြည့်စုံပေါ့နော်ပြည့်စုံတော့ခုဒီမှာပေါ့နော်မမကြီးပြင်ထားတာရှိတယ်ဟိုဘက်ကမမလေးတွေပြင်ထားတာပေါ့နော်ဘယ်လောက်လှရသူတို့ပြင်ထားဆိုရင်သူကစပင်မှာပါပြီမိတ်ကပ်ပါပြီဆိုရင်သူက3သိန်းယူတယ်3သိန်းခွဲပေါ့နော်။ယောက်ျားလေးဝတ်စားတယ်။သူကအမဲထားတော့ပဲ။သူကရွေးစရာတော့ရှိပါတယ်။အနီလေးလည်းရှိတယ်။ဒါမင်းကလေးကတော့ပုံများတာပေါ့နော်။2သိန်းခွဲ။ယောက်ျားလေးလည်း make up တော့ပါမှာပေါ့ဗျာ။နည်းနည်းပါးပါးဆိုလိမ့်ပေးမယ်။အဲ့မှာကွာတော့ဟိုအချောက်လိုလိမ့်ချင်တော့လိမ့်ပေါ့ဗျာ။စပင်တို့တက်ချင်လည်းတက်ပေါ့ဗျာ။နော်ကိုတော့ဟို BNN ထရေးစင်ဝတ်ထားတယ်လို့မထင်ဘူး။အာလာတင်မီးခွက်အာလာတင်နဲ့ဟိုကတော့မင်းသားလို့ပေါ့နော်အဲ့လိုမျိုးခံစားတယ်ဒါပေမဲ့ကျွန်တော်ကော်စောတော့မရှိဘူးဗျကော်စောကကျွန်တော်ပေါင်ထားတယ်ကော်စောတော့ကျွန်တော်မှတော့မရှိဘူးခုဒီကက်ကက်ကိုကျွန်တော်ရောက်နေတာပေါ့နော်ရောက်နေတဲ့အချိန်မှာခုဒါထူရစင်ဝတ်စားဝတ်တာမင်းလေးဆိုရင်ဒီကောင်လေးကဟွာပဲရှိတယ်သူတို့ရဲ့တောင်ဆိုရင်3သိန်းခွဲပဲရှိတယ်ယောက်ျားလေးဆိုရင်2သိန်းခွဲအခုမြန်မာငွေနဲ့ပြောပြရမယ်ယောက်ျားလေးဆို4000လောက်ပေါ့4000ခွဲပေါ့ဖတ်ချလဲပေါ့ဗျာမေဘီပေါ့နော်6ဆနဲ့ပြန်ပြီးလုပ်လိုက်ကဲဒါမျိုးကသူတို့ရဲ့ထရေစင်ကတော့သူတို့ရဲ့အထူးပွဲတွေထူးနေရာတွေမှာကျွန်တော်ဝစ်စင်တဲ့မင်းသားဆောင်ဒုမှုပေါ့နော်ဒါတွေကရွာဘက်တွေတော်တော်များများလဲကျွန်တော်နယ်ဘက်တွေတော်တော်များများလဲကျွန်တော်ဝစ်စင်တယ်လို့ပါပဲပေါ့နော်အမျိုးလဲဝစ်စင်ကြတော်တော်များများဝစ်လာဆိုတော့တိတ်တော့မိုးကြတော့ဘူးနော်ခုနောက်ပိုင်းမှာပေါ့နော်ရင်ကတော့ဝစ်စင်ကြပါတယ်နော်အဲ့လိုမျိုးပါတကယ်တော့ဟိုဒါတော့အထုံးမြက်သူတို့ထားတဲ့ဓမိုးရှိတဲ့အရာတစ်ခုပေါ့နော်ဒါတော့ဖြစ်သက်ပါတယ်အဲ့လိုပေါ့ကျွန်တော်ပြောချင်တာပေါ့နော် BNN မှာအခုဒီကိုလာတဲ့ချိန်မှာကျွန်တော်ဗာလဲကက်ကက်ပေါ့နော်သူကဒီမှာရှိတယ်လမ်းကက်ကက်ဗီလာဆိုပြီးတော့ရှိတယ်ကျွန်တော်ပြပေးမယ်ရကြတော့ကြိုက်ထူးပုံစံတိုင်းပဲဆိုင်တိုင်းတောက်လျှောက်တွေမှာဒီလိုရိုးရဝယ်စားတွေကားတဲ့ဟာပေါ့နော်မင်းကလေးဆိုတော့အလှပြင်ပေးတယ်အလှပြင်ပေးတော့အဆင်ပြေတယ်ပေါ့နော်ယောက်ျားလေးလည်းအလှပြင်ပေးပါတယ်ပြင်လို့ရတာကိုကျော်ကြီးပုံစံနဲ့ကြည့်မကောင်းအဲ့လိုမျိုးလေးပေါ့နော်အားလုံးအဆင်ပြေပါလေဗျ။ကဲကျွန်တော်ကက်ကက်မှာဘာရှိတယ်ဆိုတော့ကျွန်တော်သွားကြည့်လိုက်မယ်။ကျွန်တော်လည်းမသိထားဘူး။ဘာရှိတယ်ဆိုတော့ဒီချိန်မှာကျွန်တော်မပြောနိုင်။ကျွန်တော်တက်ကိုမသိချင်တာ။ကိုရောက်မှဘာရှိတယ်ဆိုတာကိုဟင်ဟာတောက်ချုပ်ပုံစံနဲ့ပဲကျွန်တော်သိစေချင်တာ။အဲကျွန်တော်ကိုယ်တိုင်နဲ့အားလာလေး surprise ဖြစ်တာပေါ့နော်။ဒီတိုင်းသိပြီးတော့သွားပြီးတော့ဒါလားဒါကြီးပဲရှိတာလားဆိုတော့သွားပြီးအဲ့ဒါတော့ strong ဖြစ်မယ်လေဗျာရိုးဖြစ်သွားလိမ့်မယ်။ Okay ကဲ let's go ။လက်မတော့3သိန်းခွဲပဲပေးရပါတယ်။ကားကတော့ထပ်ပြီးတော့ကျွန်တော်1000ထပ်ပေးရတယ်။သူတောင်ပတ်စံပေါ့နော်။ဟောသူကရားလုံနေတာကောင်းတယ်ဗျာကဲဒီမှာပေါ့နော်အရင်ကိုလှသွားတဲ့သမီးလေး2ယောက်ဟယ်လိုကျွန်တော်ကြည့်ဘာကြီးလဲပေါ့လူတော့ဟုတ်ပါတယ်ပေါ့နော်Oh, very beautiful. You too. Yeah, thank you. Yeah, ဖုန်ကြောင်မရဖုန်ကြောင်လားတကယ်လာပါလေဒီပုံမာလေးတွေပေါ့နော်သူတို့ဝစ်စင်ဟာလေးရတကယ်ကိုဆွဲမဲ့စရာလေးသူတို့ရုပ်လေးနဲ့ပေါ့နော်ရေတကောကကြလာရေဒီရောလိုချောင်းရေလေးကိုသူတို့က foreigner တွေအတွက်ဒီတိုးရစင်းနေလာလို့ရတဲ့ benefit scan တစ်ခုဖြစ်အောင်လို့ဖန်တီးလိုက်တာဒါကိုရောက်တဲ့နေရာတဲ့ကိုတဲ့အစမ်းပြားလေးတစ်ခုပါပဲနော်ဒါတော့ဘူးမဆိုပါပဲကိုကျော်ရဲ့အထက်တယောက်ပါပဲတောင်းကအစ်စ်ပါနော်လုံးဝအစ်စ်ပါသက်သားရုပ်ပြောတာနော်သက်သားအစ်စ်လို့ပြောတာနော်ဒီဘက်မှာကျွန်တော်တယောက်ပါတယ်ကဲတော့ကျွန်တော်ဓာတ်ပုံရိုက်နေဆိုတော့ကျွန်တော်လာပြီလားဝေါဒီဘေးကဘာရက်ဆိုတာရွှွန့်နဲ့လောက်ထားတာဒီရွှွန့်နေနဲ့ကျွန်တော်ဘာနဲ့သွားဆင်လဲဆိုကျွန်တော်တို့ဟာလေဟိနူအိမ်နေမြင်မှုမှာပါရွှွန့်နဲ့ဖန်တီးထားတဲ့ပုံစံအိမ်လေးပေါ့နော်โอเคကဲအပေါ်လေးတက်လိုက်အောင်သူတို့ကဒီမှာဓာတ်ပုံရိုက်နေဆိုတော့ကဲဒီမှာပါဗျာနော်သူတို့ရဲ့ရိုးရဝန်စားကျွန်တော်ပြောတာပကြီးကနေရာတကာထဲမှာရှိတယ်ဗောနော်ဒီကအနုပညာဒီတော်တော်လေးကိုများတယ်ထင်ကြီးလားဒါပကြီးနဲ့ပတ်သက်ကျွန်တော်ပကြီးအကြောင်းပြောတယ်တော်များပကြီးအကြောင်းပြောလိုက်တယ်ဟာတော်စိတ်ဝင်စားတဲ့မျိုးလုံးကိုလင်းနဲ့ထစ်သွားအဲ့ဒါလေးတော့ကျွန်တော်နည်းနည်းလေးခံစားမိတယ်တော်များဗောနော်သူရဲ့
စူဆောင်းရှာဝေထားတဲ့အရာလေးပေါ့ဗျာဒါလေးကမတ်တရားအနေနဲ့ပြထားတာပေါ့နော်သခွားသည်ပါဒီသခွားသည်မဲ့သွားပါတော့အစီထုတ်ပြတော့ပြီးတော့ဖုတ်ပြီးတော့လက်သီးဆုပ်တော့လုံးခုနှလုံးတိတိအာမီရှာမီမျိုးချဒါကတော့ဒါပါကဲသူကတိန်နဲ့တိန်ဆက်ထားတာလေးပေါ့နော်သူ့ဒေသသူ့အနေရပေါ့နော်ဒါမျိုးတွေဒီဖွဲ့စည်းထားတဲ့အိမ်ပုံစံလေးရာကကျွန်တော်တို့ဟောမတူဘူး idea ပြနော်ဒါပေမဲ့လူမျိုးစုတစ်ခုခုမှာပေါ့နော်သူ့ idea နဲ့သူကတော့ရှိကြတယ်ကျွန်တော်ကချင်ကရခိုင်ဗမာမွန်ရခိုင်ရှမ်းအမျိုးမျိုးပဲပေါ့နော်သူ့ရဲ့ရိုးရာရဲ့အချင်းဒီလေးဒီမှာလည်းဒီလိုပဲပေါ့ကျွန်တော်ပြောတာသဘောပေါက်ပါလိမ့်မယ်အဲ့လိုကမတူညီကြဘူးငါတော့ဒီလိုအိမ်ကိုဒီလိုပုံစံဆောက်ပြီးမယ်တချို့မျိုးနွယ်စုကတော့ဒီလိုပုံစံကြီးဆောက်တဲ့ဆိုတဲ့ဒီဇိုင်းလေးပေါ့နော်ဘာပြောသူတို့ကြီးဆောက်ထားတဲ့ခိုင်ခန့်ကပ်မယ်နော်ဒီမှာဒါကတော့ဓာတ်ပုံလောက်လာတယ်ဗျာရောချိုးပြီးတင်ဆက်မှုပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့မရှိဘူးထင်တာပဲဘယ်ချင်းဖြော်ပြလဲတော့မသိသူပိတ်စတော့မဟုတ်တော့ဘူးလားသူသားပြောက်ဟွာလောက်ထားတယ်ဒါလေးရဆိုဝါးလေးနဲ့လာပါလေးလောက်ထားတာနော်ဒီမှာမီးအိမ်လေးတွေပေါ့နော်လာဆင်ထားတာโอเคကျေဘူးစီတော်များများကကြာတော့အင်းသားကိုပြောတာကြာဒေဘူးစီလို့ခေါ်တယ်သူတို့အင်းသားတွေကတွားလိုက်သွားမေးဒီရရွန်သွားမေးလည်းမသိဘူးဒေဘူးစီပြောရင်တန်းသိတယ်ဒါလေးကလည်းမတရားဖြစ်တာနော်ဟာပါကြောင်းလေးတွေဒီကဟိုပိတ်စပေါ်သူတို့ကာလာတင်တာဒီလေဆိုစစ်စုပိုင်းရဲ့မို့ဟမ်းမိတ်ပညာပါနော်ဟမ်းမိတ်ပညာပါနော်ဒီကိုဆွဲတာချင်းvery beautiful ဆွဲမှတော့တေးပဲလုံးဝဖြစ်တယ်နော်ဆွဲတာလေးကဘာပီတန်းမှမရှိပဲနဲ့လက်တန်းကိုဆွဲတာနော်ဒီမှာပေါ့နော်ကြောင်းလေးတွေဒီမှာတော့ပိတ်ဆောက်နော်သူကျွန်တော်တို့ဝယ်နေဒီပိတ်စလေးပေါ့နော်ဓာမျိုးလေးဒါမျိုးလေးဆွဲတယ်ဒီလိုမျိုးလေးပေါ့နော်ရှင်သူတာဆွဲတာပဲကြည့်ဘာဒီဥကြုံနဲ့သူကအရာပေးတာပေတန်းနဲ့ဆွဲရမလက်နဲ့ပဲဆွဲသွားနော်မကြီးဥကြုံနဲ့အရာပေးသွားတာအရာပေးပါအရာတိုင်းပေါ့သူတို့ဇာတ်ချပြီးဆွဲသွားတယ်ဆေးရဒီမှာဒါတတူးဆရာတွေတော်တော်များသိလိမ့်မယ်ဒီဆေးရနော်ဖန်ပြီးတာလုံးဝကိုဟာစေစိုးပိုင်းရဲ့ဘာမှမရှိဘူးနော်ဒီတဘာဝချင်းကြောင်မာပြီးအချီကိုရက်တာဒီမှာပေါ့ချီမြင်ဒီလိုခွာနေတဲ့ဟာကိုလူဖြစ်အောင်လုံးတာချီလုံးတာရဲ့နော်ရက်ခေါ်တယ်မြန်မာand cannot win cannot yeah cannot ဒါကျွန်တော်မတော့ရအနေရရမ်းပြင်းတာဗျအရက်စီပေါ့နော်ကျွန်တော်ဒါဟို So we announce and invite you to gather okay cheers to watch the program. Thưa quý khách, chờ chút nữa là đến yes oh my god ဒီရက်ကသူချက်ထားတာပြောင်းမှုနော်ပြောင်းမှုရက်အနေတော့နည်းနည်းလေးပြင်းတယ်ဒါပေမဲ့အရသာတော့ပေါ့တယ်ကြသူကျွန်တော်ခဏလေးမြည်ခိုင်းတာဒီမှာတစ်ဆက်ပေါ့နော်ကြာဟိုဆိုဆိုဒီမှာသူကရောင်းသေးလဲပြတာနော်ဝိုင်ပေါ့သူကဝိုင်လို့ခေါ်တယ်ဗျသူကဒီအကိုဟောလို့မတော့ဝိုင်ပြောမှကျွန်တော်မနေ့ကလဲတစ်ခါပေါ့နော်အဲ့လိုပဲဆိုင်မှာဝိုင်ဆိုတော့ဝိုင်ကတော့ဘာဖြစ်ကျွန်တော်တောက်လို့ရတယ်ဆိုတောက်လိုက်ရက်တွေမနေ့ပြန်ထွေးထုတ်ရတယ်ခုကလည်းမစိုးပါဘူးဒါလေးကသူကကြောင်းမှုရဲတဲ့နော်ကျန်ဖန်ဖန်ကျွန်တော်မြန်မာပြည်ရာဘာတော့ချက်သေးတာဗျာဒီကြောင်းရက်ကတော့ကျန်ဖန်ဖန်တော့မဖြစ်တော့ပါဘူးဗိုလ်တင်နေနဲ့ဆိုရင်တော့100ပြည့်ပဲဘာလို့လုံးဝလိုလင်းစေးမရှိအောင်ဒီဘက်မှာလုပ်ပေးထားတဲ့အတွက်100ပြည့်ပါပဲပုံပြင်ပေးပါတယ်ကဲအားလုံးပဲ
ကဲဆက်သွားအောင်လည်းကဲဆက်သွားကြည့်လိုက်အောင်ဗျာသူတို့ပိုင်းရနေလိမ့်မယ်ဒီမှာဟောနော်ဟုတ်ပါတယ်ဆိုတော့ဆေးစိမ်နေဒီမှာဒီချယ်ကြီးကိုနော်သူချိန်ထားတဲ့ချိန်ကြီးဆိုရေဆော့ခြင်းတော့ဒီထဲဝင်ဆော့လို့တော့လာပါတော့ဟိုရေဆော့နေကြတာရယ်နော်ဒီမှာရေတကောင်ပေါ့နော်ရန်ကိုလှပါနော်ရေတကောင် 是哪？那边要会真风吗？ သေချာလောက်တာနော်ဆိုးတွေနဲ့ပတ်တာဒါကဖရင်ကစမ်း 对的。တကယ်ကိုနော်ရပ်ဒီဥရာကလည်းသူတို့သင်ဆက်ကြတာပါကျွန်တော်တို့ဝင်ကားခြင်းလည်းရပါတယ်ဗျာနော်ဒီဘလုံးညက်ကတော့ကျွန်တော်မြန်မာပြည်မှာပဲရှိပါတယ်တကယ်ကိုပြောနေတာပါနော်မြင်နေတွေ့ရတာပဲတကယ်တည်းလောက happy ပဲကိုကျော်ကြီးလည်းကားကျင်တာဒါပေမဲ့ကင်မရာထောင်ပေးမှလို့မရှိဘူးတရားတယ်ပြည့်တရားတယ်ပြည့်နေရန်စားခြင်းလို့သူများကင်မရာရခဲ့ရတယ် Thank you Thank you sir thank you very much ရောက်သူများရိုက်ခိုင်းလိုက် Bye bye